ပသိမ်မျိုးရဲ့မြူရီဆိုင်နေတဲ့မနက်ခင်းလေးတစ်ခုမှစောစောစီးစီးနိုးထလာခဲ့ပါတယ်ဟိုးမှမြူရီအများကြီးပဲနော်ရေဥကာလာမြူထတော့အခါတော့ဖြစ်နေတယ်ပေါ့နော်အမှတချင်းလေးတွေဖွင့်ပြီးတော့တန်းကြွယ်ကိုမနက်စာစားဖို့အတွက်ရောက်ရှိလာပါပြီထောင်ကုန်းတန်းကြွယ်မှာပါနော်မနက်အစောကြီးဆိုတော့ဘယ်သူမှမရှိသေးပါဘူးကိုရီးယားအစောဆုံးဝိုင်းပဲဖြစ်ပါတယ်အမှဝင်ထန်လိုက်တော့တန်းကြွယ်ကပန်းအိုးလေးထိုးထားတာကိုသဘောကျလို့အဲ့ဒါလေးကိုရှိုက်လာခဲ့တာပါချစ်စရာလေးเนาะအဲ့လိုလေးပန်းလေးထိုးထားဒါကတော့မီနူးတွေပါဒင်းဆန်းအစုံရှိပါတယ်ဒါ breakfast တွေရောတန်းကြွယ်မှာနေ့ကင်းပိုင်းစားစရာတွေရောအကုန်ရှိတယ်ကြောက်ပွင့်တုပ်ဆေးပဲဥတုပ်အဲ့ဒါတွေပေါ့နော်အဲ့ဒါတွေမီနူးထဲမှာရေးထားတာလေးတွေကိုអော်လိုက်တာပါကိုကတော့ breakfast လာစားတာပါကားပါကင်မှာလည်းရှင်းလင်းနေတယ်ပေါ့နော်ဒါကမီးရှည်လေးပါဒါကတော့နန်းကြီးတုပ်ပါနန်းကြီးတုပ်ကအဆက်မပါဘူးအချိုဆိုတော့အဲ့လိုတော့ဖြစ်နေတယ်ပေါ့နော်ဖဲသွားမီးရှည်ကိုအသေးဆွဲပဲစားပါတယ်ဒါကတန်းရွှဲရမီးရှည်ပါကျွန်မမှားထားတာပါမန္တလေးမီးရှည်လိုမျိုးပဲပေါ့နော်မန္တလေးမီးရှည်လိုမျိုးကောင်းပါတယ်မန္တလေးမှာစားတဲ့အရာသာနဲ့တော့မတူနိုင်ပေမဲ့အဲ့လောက်နေကောင်းပါတယ်ကိုကတော့အဲ့နန်းလုံးဆိုအဲ့အနေလေးကိုပဲကြိုက်ပါတယ်ဒါနန်းလက်လို့တော့ခေါ်မယ်တင်တယ်နော်မန္တလေးလိုပါလို့သွားရင်ကြတော့လေအကြီးတွေပဲနန်းလက်ဆိုရင်တော့တော်တော်ကြီးနေပြီနန်းသိစားမှအဆင်ပြေတယ်ပေါ့နော်ဒီနေလေးကိုကြိုက်ပါတယ်ကဲပေါ့စိန်ဆွဲပါမယ်ငါးအသားလုံးကြော်လေးနဲ့ပါအဲ့ဒါလည်းအရန်ကြိုက်တယ်တန်းကြွယ်မှာဆိုရင်ငါးအသားလုံးကြော်ကြိုက်ပါတယ်ပေါ့စိန်လေးတောင်းမယ်ဒါကတော့တကြားပလာတာပါတကြားပလာတာကိုတကြားလေးထည့်ပြီးတော့စားပါမယ်တန်းကြွယ်မှာထိုင်ရတာပေါ့နော်တခြားဆိုင်ထိုင်ရတာဓာတ်ပိုးပြီးတော့ smart ဖြစ်တယ်လို့ခံစားရတယ်နော်အဲ့ဒါကတော့တန်းကြွယ်ထူးခြားချက်ပါပဲလက်ဖေးဆိုင်နေတဲ့မှာဆိုရင်တော့တန်းကြွယ်ကို A ပေးပါတယ်နော် A+ ပေးပါတယ်အရန်ကြိုက်လို့တန်းရှင်းပြီးတော့လင်းရှင်းပြီးတော့လေမီးလုံးတွေဆိုလည်းအများကြီးထွန်းထားတာကွယ်အဲ့ဒါကိုဒါသဘောကျဂျာပလာတာလေးနဲ့ဆွဲလိုက်ပါအောင်မယ်ရှင်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့မယ်နော်တတာ